လက်ရှိကတော့ဒါနှစ်ထပ်ခွဲအာစီအတွက်ကျွန်တော်ဒီတန်ချီတန်ခွေးလုံနေတဲ့လုပ်ငန်းစဉ်နဲ့ဟာလာ underground အတွက်ဒီ basement အတွက်ကျွန်တော်ဒီဆက်လက်လောင်းမှုလေကားအစင်းတွေလုံနေတဲ့အနေထားလုပ်ငန်းဝင်ဖြစ်ပါတယ်လက်ရှိဒီရှေ့မှာတော့ကျွန်တော်တို့ Quarantine ကိုဒါ combine food တင်လောင်းမှာဖြစ်ပါတယ် combine food တင်လောင်းမှုအတွက်လည်းအောက်မှာကျွန်တော်ဒီတန်စကားကိုနှစ်ထပ်ရက်ထားပါတယ်အောက်ကတော့16မီလီသုံးထားပြီးတော့အပေါ်ကတော့12မီလီကိုကျွန်တော်သုံးထားပါတယ်ပြီးတော့ဒီ Quarantine တွေမှာလည်းကျွန်တော်လှုပ်ထားတဲ့ပုံစံကတော့ဒါတန်ကတော့နိုင်ငံသားတန်ပေါ့နော်နိုင်ငံသားတန်ကို8ချောင်းနဲ့ဒီမှာဒီတန်ချောင်း8ချောင်းကိုကျွန်တော်ပတ်ထားတဲ့စတာကွင်းနဲ့ဒိုင်းမုံကွင်းကတော့3လက်မကြာကျွန်တော်တို့ချီထားတာဖြစ်ပါတယ်တော့ဒီလုပ်ငန်းခွင်မှာလုပ်နေတဲ့အနေအထားကဒါက structure design drawing တွေအရာအသွားတာဖြစ်ပါတယ်ငလင် seismic ကိုလည်းကျွန်တော်တို့ဒါထည့်သွင်းစဉ်းစားထားတာဖြစ်ပါတယ်ကျွန်တော်ဒီဟောလာလုပ်ငန်းခွင်ရဲ့အတွေ့အကြုံအရဒါကြီးကိုဒီလိုလုပ်လိုက်မယ်ဆိုတဲ့ပုံစံမဟုတ်ပါဘူး technical ကြကျွန်တော်တို့ဒါ structure designer တွေနဲ့ structure design ရေးဆွဲပြီးမှလုပ်ထားတဲ့ပုံစံတွေဖြစ်ပါတယ်လက်ရှိကတော့ဒါကတော့ underground basement ပေါ့နော်23အကျယ်ဖြစ်ပါတယ်အမြင့်ကတော့6ပေခွဲဖြစ်ပါတယ်လက်ရှိ landing နဲ့ကျွန်တော်ဒီ legal တွေဒါလုပ်ဖို့အတွက်လုပ်နေတဲ့လုပ်ငန်းဝင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကလုပ်ငန်းဝင်မှာအလုပ်တစ်ခုကိုလုပ်တဲ့အခါမှာတော့ဒီမှာသုံးသမျှပစ္စည်းတွေကောင်းဘေးဆိုတဲ့ဥစ္စာကိုပဲအပြည့်ပြည့်ဝဝသုံးပြီးတော့လုပ်ပါတယ်ဒါမှလည်းလောက်ရတဲ့အနေအထားမှာကိုကိုလည်းလက်ပြတုံးမယ်နေရတဲ့အိမ်ရှင်တွေအတွက်လည်းဒါဘယ်ချိန်ဘယ်လိုပဲဖြစ်လာငါတို့လုပ်ခဲ့တာအကောင်းဆုံးလုပ်ခဲ့တာပဲဆိုတဲ့အတွေးလေးရအောင်လို့ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ဒါတန်နေရစာအကုန်လုံး grade ပြတာတွေပဲအကုန်သုံးထားပါတယ်